ခလေးတွေကြိုက်ကြက်ချိုချင်းကြော်လေးကြော်ပါမယ်အရင်ဆုံးအနေတော်တုံးထားတဲ့ကြက်သားတွေကိုစားတကြားကြက်သွန်ဖြူငရုတ်ကောင်းမှုထည့်ပြီးတော့အနေထားလိုက်ပါမယ်အရသာဝင်တော့10မိနစ်လောက်ခဏနှက်ထားလိုက်ပါနော်ချိုချင်းနှစ်လုပ်ဖို့အတွက်ကတော့ကက်ချက်ဆော့ကိုသုံးပါတယ်sauce တွေကိုအရသာအတွက် vinegar တစ်စွန်းတကြားစားကောမုတ်တို့ကိုထည့်ပြီးတော့နှံ့အောင်မှုထားလိုက်ပါမယ်sauce ကပြည့်နေရင်တော့ရင်းနှီးနှဲနှဲလေးထည့်ပြီးပါမှုပေးပါနော်ပြီးရင်တော့10မိနစ်လောက်နှက်ထားတဲ့ကြက်သားတွေကိုကြက်ဥတစ်လုံးဖောက်ပြီးတော့ထည့်လိုက်ပါမယ်အကြော်ကန်မှုတ်တစ်စွန်းမှထည့်ပါမယ်နော်ပြီးရင်တော့တေချာလေးနှံ့အောင်နှွေးပေးပါမယ်ရှင်ဆိုရင်တော့ကြက်ချူချီကြော်လုပ်ဖို့အတွက်ကြက်သားရပါပြီရှင်အသီးရွက်ကိုတော့ပန်းပွင့်မုံလာဦးဘရိုကိုလီကိုသုံးထားပါတယ်ရုပ်ပွားနဲ့ဘေဘီကွန်းကြရင်လည်းထည့်လို့ရပါတယ်နော်နောက်ပြီးချိုချင်းဆော့ရဲ့အသင့်လုပ်ထားတဲ့ကြက်သွန်ဖြူနေတို့အစင်းသင်းဖြစ်ပါပြီဒီဥဆုံးခုနကနေထားတဲ့ကြက်သားလေးတွေကိုကြော်လိုက်ပါမယ်မီအေးလေးနဲ့ကြော်ပြီးကြက်သွားပြီဆိုရင်တော့ဆယ်ထားလိုက်ပါနော်ခုနကကြက်သားကြော်ထားတဲ့စီခဲကိုကြက်သွန်ဖြူနေတို့ထည့်လိုက်ပါမယ်ကြက်သွန်လေးတွေဣသွားပြီဆိုရင်တော့အသင့်နေထားတဲ့အသီးရွက်တွေကိုထည့်လိုက်ပါအရသာအတွက် QC ကိုထပ်ထည့်ပါမယ်အသီးရွက်တွေကနွမ်းသွားရင်စားမကောင်းလို့အကြာကြီးကြော်စရာမလိုပါဘူးเนาะနောက်ပြီးခုနကြော်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်ပါမယ်ခုနလောက်ကြော်ပြီးသွားရင်တော့အသင့်ဖြော်ထားတဲ့ချိုချင်း sauce ကိုထည့်လိုက်ပါမယ်အရသာဝင်သွားအောင်တေချာလေးနှံ့အောင်မှုပေးပါเนาะအကယ်လို့ sauce ကပြည့်တယ်ထင်ရင်တော့ရေလေးနည်းနည်းလေးထည့်လို့ရပါတယ်အနံ့အရသာအဆင်ပြေပြီဆိုရင်တော့နောက်ဆုံးမှာကြက်သွန်လေးအုပ်လိုက်ပါမယ်ဒါဆိုရင်တော့ခလေးရောလူကြီးတွေပါကြိုက်တွေ့စေမဲ့ကြက်ချိုချင်းကြော်လေးရပါပြီရှင်ဝတ်သားစားတဲ့လူတွေကလည်းဝက်ချိုချင်းကြော်လုပ်စားလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်